မျက်ခုံးပိုင်းပေါ့နော် DPMU ပိုင်းလောက်လာတာတော့2016ကစခဲ့ပါတယ်မရှိဘူးလိုက်ကလေးကာထားတဲ့အတွက်ကြောင့်ငားလွာလည်းဖြစ်တာပေါ့နော်တက်လေကလည်းမရှိရောလေဆိုဧည့်သည်ကFacebook မှာတွေ့တယ်ကိုလက်ရာကိုကြိုက်လို့ရောက်လာတာပေါ့နော်တချို့လည်းရောက်လာပြီးတော့ထိုးသွားတဲ့လူလည်းရှိရယ်ကိုယ်ဆိုင်ပုံစံလေးမြင်ပြီးတော့ပြန်သွားတဲ့ဧည့်သည်တွေလည်းအများကြီးပေါ့နော်ဟုတ်ကဲ့စချင်းတို့အားငယ်ဝမ်းနေတယ်မျက်ရည်လည်းကြားခဲ့ဖူးတော့ပေါ့နော်စေမမအေးရောရောက်ပြီးကဆေးမဆိုးတော့ boss အားလုံးဒီကဟုတ်တယ်ဒီရှိမှာတော့ဆက်ပြီးတော့ညောင်းစွာပြည့်နေတယ်ပါဆက်ပြီးတော့အောင်လာစီးလေးပြောချင်ပါတယ်